ပါရှင်ဇာလီတို့မိသားစုဒီနေ့မြို့တဲကိုသွားလေဖြစ်ပါတယ်မြို့ထဲမှာဘာတွေရှိလဲဆိုတာကိုလိုက်ပြမှာမို့လို့အထူးထူးလိုက်ကြည့်ကြရအောင် let's go ဒီတို့မိသားစုကားပါကင်မှာကားထားပြီးတော့အခုရှောက်ထွက်လာခဲ့တယ်ပေါ့နော်မြင်နေရတဲ့ရှုခင်လေးရတော့အရန်ကိုตาရပြီးတော့မျက်စိလည်းအေးရပါတယ်မျက်ခင်ဆိုင်တွေကလည်းအတော်လေးကိုကြည့်လို့ကောင်းလေးပါတယ်မနော်ဘူးလားမရဒီအရှိနာကိုရောက်တဲ့အခါကတော့စစ်သား၃ယောက်ထင်ပါတယ်ဇာလီတို့အမတပုံတွေရိုက်ကြပါတယ်ဇာလီကတော့တိတ်ပြီးတော့တပုံမရိုက်ဘူးပေါ့နော်ရုပ်ကဆိုးတယ်ဆိုတော့အမတို့ရိုက်ပေးတယ်တသားလေးကိုရိုက်ပေးတယ်ပြီးတော့ဥကျော်လည်းရိုက်ပေးပါတယ်အမတပုံလေးရိုက်ပါတယ်ဇာလီတို့မိသားစုဒီနေ့အလဲသွားတာကြတော့အမတယောက်ရဲ့ဇာလီတို့မိသားစု၃ယောက်ရဲ့ပေါ့နော်ပြောစရာလည်းကောင်းပါတယ်ဇာလီတို့အဲ့ဒီရှိနာတဝိုက်မှာပဲလက်ပတ်ပြီးတော့တပုံတွေရိုက်ကြပါတယ်မတာခိတလာတသားလေးကိုကြတော့သူ့ရဲ့ပပကတွန်းနေတာပါဇာလီကတော့ကင်မရာမန်လုပ်နေတာပါကင်မရာမန်အမြဲတမ်းလုပ်နေတယ်ဆိုတော့လေအမကတော့ရုပ်ထုမြင်တိုင်းကိုတပုံသူကရိုက်ချင်နေတာဇာလီကင်မရာမန်လိုက်လုပ်ပေးပါတယ်ဒီအချိန်မှာဆိုလို့ရှိရင်လမ်းတွေမှာအရန်ကိုတာရတယ်ပေါ့နော်နွေရာသီစားရောက်ခါစားပေါ့နွေရာသီစားရောက်ခါစားဆိုတော့ပန်းကလေးတွေလည်းအရန်ကိုပွင့်လာလာတယ်ဒါဇာလီတို့သွားတာပန်းခင်းနဲ့မရောက်တော့လမ်းမှာပဲဆိုတော့လေပန်းခင်းထဲမှာဆိုလို့ရှိရင်တော့ပန်းတွေမျိုးစုံပွင့်ပြီးတော့အရန်ကိုလှပနေတာပါဒီမှာလက်ပတ်ပြီးတော့ဇာလီတို့ပြတိုက်တဲ့ဝင်ကြည့်ပါမယ်ဒါတော့မြူဇီယံပြတိုက်တဲ့ဝင်ကြည့်တဲ့ပုံလေးပါအစားကတော့ဓာတ်ပုံရိုက်လို့မရဘူးဆိုတော့ဇာလီကတိတ်မရိုက်လိုက်ရဘူးပုံတွေကိုလေနောက်ပြီးကြမှာခရမ်းရဝတ်ထားတဲ့တယောက်ကဓာတ်ပုံတွေရိုက်နေလို့ဇာလီကလိုက်ရိုက်ပါတယ်ပုံတွေမွေရုပ်တွေမူတွေရောအများကြီးပဲပေါ့နော်အမသရိတ်ဆန်ဒီပြတိုက်ဆိုတော့လေမွေရုပ်လို့ပြောတယ်ဆိုပေမဲ့ဒီဓာတ်တွေကအကုန်လုံးအစစ်တွေပဲပေါ့နော်သူတို့ကကြောက်ဖြင်းရုပ်ထွင်ကိုပြန်လှုပ်ထားတာတရဝါတွေကိုလေကြောက်ဖြင်းရုပ်ထွင်တွေကိုပြန်လှုပ်ထားပြီးတော့ထားရတဲ့ဒီငှက်တွေဆိုလဲငှက်တွေပေါ့အဲ့လိုမျိုးအကောင်တွေရင်းနေတရဝါလေးတွေငါးလေးတွေအများကြီးမှအများကြီးပါပဲပြီးကြရင်ဇာလီတို့ဒိုင်နိုဆောလေးသွားကြည့်မယ်ပေါ့နော်တင်းခွင်ချက်တော့သူကအရှင်သဘောနဲ့တော့ရှိတယ်အဲ့ဒါကြတော့ဇာလီတို့ကတစ်ကက်ဝယ်ရမှာမို့လို့တင်းခွင်ချက်ကိုတော့သွားမကြည့်တော့ဘူးဒီအချိန်မှာဇာလီကတသားကိုချီနေတဲ့အချိန်သူ့ရဲ့ပပကကင်မရာမန်တစ်ဖြတ်ပြန်ပြီးတော့လုပ်ပါတယ်မိကမဝါဂွန်းမဂျုံပြောင်းဒါတွေကတော့အမြင့်တွေတဲ့ဒါတွေကတစ်သားတွေအမေရိကန်မှာရှိတဲ့တစ်သားမျိုးမြည်မတစ်တယ်မျိုးသားတွေဝီလာငါယူကုန်တဲ့ဝီလာငါယူကုန်ကဲဇာလီတို့အခုဒိုင်နိုဆောရှိတဲ့အထက်ကိုရောက်ရှိလာပါပြီဒိုင်နိုဆောရဲ့အကောင်ကတော့အကြီးပဲအယူကလည်းတော်တော်ကြီးပါတယ်
ွေအရှင်တွေပါကြောက်စရာတော့ကောင်းပါတယ်သူတို့အစာနဲ့ရေလည်းထည့်ထားပေးပါတယ်စားလေးတို့မွေတွေကိုတွားကြည့်ပါတယ်မွေတွေကအရှင်တွေဆိုတော့တကယ်ကိုကြောက်စရာကောင်းပါတယ်သူတို့ဒီတောက်မဲ့ရေခွက်လေးရဲ့အစားစားလေးတွေရဲ့လည်းထားပေးထားတယ်ပေါ့နော်မွေတွေကြည့်ပြီးတဲ့တကလားစားလေးတို့ပါသွားကြည့်လဲဆိုတော့ပိုးဟက်ကလေးတွေကြည့်တာပိုးဟက်ကအမပိုးဟက်ဖြူလေးလည်းရှိပါတယ်သူများနိုင်ငံမှာဆိုလို့ရှိရင်ပိုးဟက်တွေတောင်မှဒီပြတိုက်ထဲမှာထည့်ထားတာလေးတွေ့ရတယ်ပြတိုက်ထဲမှာကအထက်လေးတည်းရှိတဲ့အတွက်ကြောင့်စားလေးတို့အထက်3တောင်ပတ်ပြီးတော့လေးလွာတက်တက်သွားတဲ့အချိန်မှာလေးလွာတက်ကကော်ဖီဆိုင်လေးရှိတယ်ပေါ့နော်အဲ့မှာတသားလေးကိုထမင်းကျွေးပါညာပေါ့နော်အသီးလေးပါလေးကျွေးစားတော့ကြပါတယ်လို့စားလေးတို့အဲ့တရိษံရုံကနေထွက်နောက်ချတစ်ဖက်မှာပေါ့နော်အဲ့ဘက်ကဘာလုံးကြီးရှိတဲ့ဘက်ချမ်းကိုသွားပြီးတော့လဲလဲကြည့်ခဲ့ပါသေးတယ်အခုလိုက်ပြပါမယ်ဒါလေးကတော့ပုံလေးတစ်ဖြက်ရိုက်တာပါတသားလေးနဲ့အမကိုရိုက်ပေးထားတာပါတသားလေးကပျော်နေတာပဲကွယ်လက်တွေ့စမ်းသပ်ခံလာပါခံလာဆုSalut. Bye. Ya voy a Mariana. အဲ့ဒီမှာပဲစားလေးတို့လက်ပတ်ကြည့်ရှုခဲ့ပါတယ်ဒီဓာလေးကြတော့ COVID-19 ပိုးမွားလေးတွေဒါအထက်တွေလည်းလှုပ်ထားတာလေးကလာတယ်ဒီခွေးကလေးဆိုလို့ရှိရင်တို့ကြောက်ပြင်းရုပ်တွင်လောက်ထားတာမပြီးသေးဘူးတင်နေအဲ့သူရလက်တွေ့ဆက်သက်ခံနေမှာပဲရှိနေသေးတယ်ကြောင်ရဲပြီးတော့ဒီတာဘာကောင်လေးလည်းမသိဘူးအဲ့မှာလက်တွေ့ဆက်သက်ခံနေမှာပဲရှိသေးတယ်အပြင်ကိုမထုတ်သေးဘူးအဲ့ဒါကြည့်ပြီးတော့စားလေးတို့ငါးရှိတဲ့ဘက်ကိုသွားကြည့်တယ်ပေါ့နော်ဒီတာကတော့ရေကန်တဲ့ငါးလေးတွေဘာနဲ့လဲမသိဘူးစားလေးတို့အမငါသွားချင်းငါလေးတွေအရင်လာပါတယ်ငါတွေကတော့တိတ်မရှိပါဘူးသူရေကန်ထဲမှာထည့်ထားတာငါတွေကတော့ဒီလောက်လေးပဲရှိတယ်တိတ်မများဘူးရေငါတွေချီပြီးတော့စားလေးတို့အခန်းတစ်ခန်းတည်းပေါ့နော်အမဒိုင်နိုဆောရှိတဲ့အခန်းကိုရောက်သွားတယ်အမဒိုင်နိုဆောဘလို့ဆိုတာသူဘလို့လုပ်တယ်ဘလို့ဖြစ်လာတယ်ဆိုတာကိုအင်္ဂလိပ်လိုပြောပြပါတယ်ဒါကတော့ဒိုင်နိုဆောရဲ့ဥလို့
ပြောပါတယ်ပြတိုက်တဲ့မှာစားလေးတို့ကြီးတာကုံသွားပြီးမို့လို့ပြန်ထွက်လာခဲ့ပါပြီကားပါတင်ရှိတဲ့ဘက်ကိုပြန်လာခဲ့ပါတယ် မအားတယ်လေမလုံးမမရှိရ ဒါတော့ကဘာလုံးကြီးပေါ့နော်စားလေးတို့ခုနဝင်သွားတဲ့ကဘာလုံးကြီးပဲချမ်းရဲ့ဒီ Museum Natural Science ပေါ့နော်အမစားလေးတို့ဝင်ကြည့်ခဲ့တဲ့အခန်းဖြစ်ပါတယ်စားကလေးကြတော့ပမာစကားကိုကျွမ်းကျင်အောင်မပြောနိုင်တဲ့အတွက်ကြောင့်အမပိုင်ခွင့်လွှတ်ပေးပါ ဒီနဲ့ကတိုင်နဲ့ မြို့ထဲမှာဖြစ်တဲ့အတွက်ကြောင့်ကားပါကင်က free မရပါဘူးစားလေးတို့အမလည်းပဲကြည့်တာအချိန်3နာရီလောက်ကြာပါတယ်အဲ့ဒါကို6ချက်ပေးရပါတယ် နော် ခုတော့စားလေးတို့မိသားစုကားစီးပြီးတော့ပြန်လာခဲ့ပါပြီတတလေးလည်းအိတ်ချင်းလို့အရန်ကိုချီချနေပါတယ်ကွယ်ကြည့်ရှုမှုအတွက်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင် မမီဘယ်မီအဲ့ချင်နေတာမျက်လုံးနဲ့ပုတ်နေ